သူများဆိုင်တီးနေတာဖြက်လို့ဖြက်စီနေပါဦးနေပါဦးအဲ့တော့ဒီပွဲမင်းသားပါတယ်လို့ကျွန်တော်မကြားပါဘူးဟမ်ဒီပွဲမင်းသားပါတယ်လို့ကျွန်တော်မကြားပါဘူးအလူတကားလူမရဲ့တောင်းဆိုခြင်းရကျွန်တော်မင်းသားကမင်းခမညာကျွန်တော်လူတန်နဲ့ပြောပါကျွန်တော်လေမင်းသားဆိုတော့မင်းတန်နဲ့ပြောတာပါဆိုင်းချာရဲ့ကဲဟုတ်ပါပြီအဲ့တော့မင်းသားဘသူကငှားလို့လာတာသာသနာလူတကားကြီးဦးတန်းမြင့်ဦးလူသာသနာလူမကြီးဒေါန်ချွတ်ချွန်းဝင်းတို့ကငါလူလောင်ရောင်ကြီးဖြစ်ပါတယ်ခမညာမင်းသားကျွန်တော်အမြန်စောက်ခေါ်ပြောင်းနေလားမသိဘူးဟိုနေပါမင်းသားငြိမ်ငြိမ်လေးနေပါမျက်စိတွေနောက်ခေါင်းတွေမူလို့ငြိမ်ငြိမ်လေးနေနော်မင်းသားအလူတကလူမငားတာသိကြလားသိကြတယ်လေသိကြတယ်နော်အဲ့ဆိုမင်းသားဘယ်နာကမှာကျွန်တော်ဒီရှိပဲကမလေးဒါမင်းသမီးကမှာနော်မင်းသမီးကမှာလို့မင်းသမီးကတူတူနောက်မှလာကျွန်တော်အရင်ကမှာလीမင်းသားရင်ကမှာကျွန်တော်ဒီမှာတိုင်ရတစ်လုံးဂရေတစ်လုံးခြောက်ပြီးထားတာကျွန်တော်တွန်းပြကျွန်တော်လည်းပြကဲဟုတ်ပါပြီအဲ့တော့မင်းသားကျွန်တော်ဆိုင်းရှိကမှာဆိုကျွန်တော်စကားနားထောင်အောင်ဒီရှိကတော့နင်းစကားနားထောင်အောင်မယ်အလူတကလူမကငားလို့မင်းသားလာတာသိကြတယ်နော်ဟုတ်တယ်လေကျွန်တော်ရွာကတော့လိမ်မစားနဲ့လိမ်မစားသိကြလားလိမ်မစားမင်းသားတကယ်ရောစစ်လားလူမယူသေးနဲ့ယူနီဖောင်းယူသေးกว่าဟုတ်မှာကဲဟုတ်ပါပြီမင်းသားတကယ်ရောစစ်လားစစ်တာပေါ့တကယ်မင်းသားစစ်ကြီးနေဆိုတော့ခွင်းတော်လဲပိုင်ပိုင်နိုင်နေဆိုနိုင်ရမယ်နေရီစီးလဲရရမယ်ဝလက်စီးလဲရရမယ်ဒါတွေရသိကြလားသိကြတယ်အကုန်ရသိကြရင်မင်းသားစစ်လားမစစ်လားစမ်းမယ်ဗျာကျွန်တော်ခွင်းတော်လေးတစ်ခေါက်တော့ဗါတဲ့ခွင်းတော်လေးတစ်ပုတ်တော့ယူစမ်းပါခွန်းတော့အမလေးလွင်းလွန်းလွန်းလို့ခွန်းတော့တစ်ပုတ်ဆိုတာလွင်းလွန်းလွန်းလို့ရမှာကဲလွင်ရင်ဆိုလိုက်စမ်းပါမင်းသားစစ်လားမစစ်လားသိတာတယ်အောင်ရပါစေမလေးတရင်ချင်နေထွက်ကုန်ပြီလားမသိဘူး